လူတော်များမထင်မှတ်တဲ့အရာလေးကိုပြမယ်ဟိုတခြားလူတွေဆိုလို့ရှိရင်တော့ဟိုဒါကိုတိတ်အလေးနဲ့မထားကြဘူးကွာပြီးရင်ခွာပစ်ကြတယ်ရုပ်ဆိုးရဲဆိုပြီးတော့နော်ဒီမှာကိုပြပေးမယ်နော်ငါညီတို့ဒါလည်းဟိုမသိတဲ့လူတွေတော့ဒါဟိုဥစားတစ်ခုပဲနော်သိထားတဲ့လည်းရဘူးသူတစ်ခုပဲဟိုနံပါတ်1ကိုပြမယ်chain对လားchain ကဒီအဆက်ပြထားတာအဆက်လေးပြထားအပေါ်ဘက်တုံးမှဆိုရင်အဲ့ဒီအဆက်လောက်ထိဆိုရင်လက်နှလုံးရှိကိုလိုပုံမှန်ဆိုလက်နှလုံးလောက်တူကစားရမယ်နော်ဒီလက်နှလုံးလောက်ကစားရမယ်ဒါမျိုးပေါ့နော်ဟုတ်လားလက်နှလုံးလောက်ကစားရမယ်အဲ့ဒါဆိုရင် chain ကမှန်တယ်တိုးပေမဲ့အပေါ်မတွန်းမဲ့အောက်ဆွဲချမယ်ဆိုရင်အောက်ကိုလည်းလက်နှလုံးနဲ့တွားမယ်နော်အောက်လက်နှလုံးအပေါ်လက်နှလုံးအဲ့ဒီနီးနဲ့ပဲယူတယ်နော် chain ယူတာဒီလိုမျိုးလက်နှလုံးအဲ့ဒီမျိုးယူတယ်အဲ့ဒါတစ်ခုနော်နောက်တစ်ခုကဘာလဲဆိုတော့နောက်တစ်ခုကအရေးကြီးတဲ့ဟာပဲနော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဟိုဒီမှာပြန်မှန်တော့ဒါတယောက်စီးပေါ့နော်တယောက်စီးမှဆိုလို့ရှိရင်ကိုလိုထဲတာဟိုยิบห้า36 38ကဒီလောက်တော့သွားတယ်ပေါ့နော်26ဟို25ပြီး36 35အဲ့ဒီဝင်းကျင်မှာသွားတယ်ပေါ့နော်သူရေးထားပေးတာတော့36ပေါ့နော်တိုးပေမဲ့ကိုအမြဲလို့ထိုးနေကြလေရတော့ဟိုကတယောက်စီးသမားဆိုတော့အမြဲတမ်းလို့ကိုထိုးနေကြလေရတော့35နဲ့28ထိုးတယ်နော်ကိုလေထိုးတာဒါကိုရဲ့စနစ်ပေါ့နော်သူရေးထားတဲ့စနစ်မှာကြတော့25ဟို36နော်တိုးပေမဲ့ကိုတို့2ယောက်အမြဲတမ်းစီးမယ်ကွာ2ယောက်အမြဲတမ်းစီးမယ်ဆိုလို့ရှိရင်သူကဘာသွားမယ်ဆိုလို့ရှိရင်29ဒီ42သွားမယ်နော်29 42သွားမယ်အဲ့လိုမျိုးပေါ့နော်ဒီမှာနော်ကိုပြန်နော်ဒီမှာကိုပြန်အတွင်းဝင်ကြည့်ရမှာနော်ကြည့်ရမှာကိုတို့အတွင်းဝင်ကြည့်ရမှာici đúng khôngဒီကွင်းတော့တွင်းခွင်းမှာဆိုလို့ရှိရင်ကိုတို့40နီးပါးရှိနေပြီအဲ့ဒါဆိုရင်ကိုယ်ပိုင်မှာလေများနေရနည်းနည်းဆော့ထုတ်အောင်မယ်နော်ဒါကိုထိုးတဲ့အနေထားအောင်နော်ကိုထိုးတာ35ပဲထိုးရနော်နည်းနည်းဆော့ထုတ်အောင်မယ်ဒီမှာအဲ့လိုမျိုးပေါ့လေပိုင်းမှာဒါလူတွေတော်တော်များအမှုမဲ့မမဲ့ပေါ့နော်ချို့တွေကဒီဥစ္စာကြီးကိုရုပ်ဆိုးရဲဆိုပြီးခွာပစ်ကြတာများတယ်နော်မခွာပါနဲ့ဒီဥစ္စာကသူ့ဒိဗစ်စီနဲ့ဟာလေသူဆိုင်ကယ်စီလက်စီဒီဘိန်းတော့ဆိုဒီဘိန်းတော့သူရေးတက်တာတတ်မှတ်ပြထားတဲ့အရာတို့နှစ်ခုအဓိကကြတဲ့အရာတွေပေါ့နော်ချင်းရင်ပြီးလီရယ်အဲ့တော့မခွာပစ်ပါနဲ့လို့နော်စီရင်ဒီတိုင်းထားတာတို့မစီတဲ့လူတွေကြတော့လေအခုကိုဗီဒီယိုလေးကိုမှတ်ထားပါကိုဗီဒီယိုမှာအခုကိုပြောပြတဲ့အတိုင်းလေးလုပ်ပေါ့နော်မစီတဲ့လူတွေကြတော့လေစီးတဲ့လူတွေဆိုလို့ရှိရင်တော့ဒါလေးကြည့်ပြီးလုပ်လို့ရပါတယ်နော်โอเคပါနော်မသိတဲ့လူတွေကိုပြပေးတာနော်သိတဲ့လူတွေကတော့ကြော်သွားပေါ့မသိတဲ့လူတွေပြပေးတာနော်မသိတဲ့ညီငယ်တွေတော်တော်များများဒါကိုအလေးနဲ့မထားကြဘူးသိတယ်ဆိုင်ကယ်ကိုစီးဖို့လောက်ပဲတော်တော်များများသိတာကြတယ်လေကဟိုလူမေးလိုက်မယ်ဒီလောက်ထိုးမယ်ဒီလူမေးလိုက်ဒီလောက်ထိုးမယ်အဲ့လိုမျိုးပဲထိုးကြတယ်တိုးပေမဲ့ကိုတို့ကုမ္ပဏီကနေတစ်ခါထည့်တာပေးတဲ့အနေထားတစ်ခုစီးရနော်ကုမ္ပဏီကနေပေးတာဟာတစ်ခုစီးရသူ့ဘိန်းမှာသူကသူစီးပြီးသားပဲနော်โอเคပါအဆင်ပြေကြပါစေနော်ညီငယ်တွေအားလုံး